အားလုံးပဲမင်္ဂလာပါကန်ဒါဘက်စ်ကနေကြိုဆိုလိုက်ပါလေကိုင်ဟာဘက်စ်ဒန်ယာကနေပြန်လဲတတ်တာလာတဲ့တရင်အပအဝင်အာဆင်နယ်တရင်တိုလေကိုပြောပြချင်ပါတယ်ကိုင်ဟာဘက်စ်ဟာအသေးစိတ်ခွဲစိတ်မှုပြုလုပ်ခါတာကြောင့်နိုဝင်ဘာလကုန်လောက်မှပါဝင်နိုင်မယ်လို့ခံမှန်းခဲ့ကြပေမဲ့သူရဲ့ဒန်ယာတတ်တာမှုဟာတိတိတတာတိုးတက်လာပြီးထင်ထားရတဲ့စောပြီးအသေးနဲ့ပူးပေါင်းနိုင်မယ်လို့အာဆင်နယ်ရပ်ဝန်းကခံမှန်းနေကြပါတယ်ကိုင်ဟာဘက်စ်ပြန်လဲပါဝင်မှသာအသင်းရဲ့တိုက်စစ်တာဝန်ကိုထမ်းပိုးနေရတဲ့ဗီတိုဂျိုကယ်ရက်စ်အတွက်ဖိအားရော့နေသွားမယ်လို့ထင်ပါတယ်။နိုဝင်ဘာလနိုင်လန်တကာပွဲစဉ်တွေအပြီးမှာအသင်းကြီးတွေနဲ့ကန်ရဖို့ရှိတာကြောင့်အာဆင်နယ်အတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်။လေဘာကူဇင်အသင်းကနေအငားနဲ့ခေါ်ယူခဲ့တဲ့ပီယာရိုဟန်ကာပီယေဟာဒန်ယာကနေပြန်လဲတတ်တာလာပြီးဖူလန်အသင်းနဲ့ကန်မဲ့ပွဲကြို training မှာအသင်းနဲ့အတူပါဝင်ကစားတာကြောင့်ဖူလန်နဲ့ကစားမဲ့ပွဲမှာပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။2025 Golden Boy ဆုကိုဆန်ငါတင်စရဲမှာ Hill and ထုတ်ကုန်တွေဖြစ်တဲ့လူငယ်လေး Ethan Nwaneri နဲ့ Lewis Kelly တော့ပါဝင်လာပါတယ်။ Arsenal ကစားသမားဟောင်း Tomiyasu ဟာမြက်ခင်းစိမ်းပေါ်ပြန်လည်ရောက်ရှိလာပြီးဘောလုံးမြင်မြန်ကစားဖို့အတွက်စိတ်အားထက်သန်နေပါတယ်။ Arsenal အသင်းမှာစာချုပ်မကြံတော့တဲ့အတွက် Arsenal အသင်းဟာစာချုပ်သက်တမ်းမတိုးခဲ့တဲ့အပြင်လူခလာစာပိုင်းမှာလည်းရော့ကျင်တော့ကြောင်းစာချုပ်ဖြတ်သိမ်းမှုလုပ်တဲ့အခါမှာကစားသမားဘက်ကစေးကူပြီးလာစာထိုင်ယူလို့ရပေမဲ့လည်းလိုလာနဲ့လက်ခံပေးခဲ့ပါတယ်။အနာဂတ်အသင်းမှာအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။